Okay ကျွန်တော်ဒီနေ့တော့ဆွေးနွေးပြောပြမှာပါဆိုတော့ကျွန်တော်အမှ YouTube link ကနေလောလောဆယ်ရှိတဲ့ link နဲ့ကျွန်တော်ဝင်ပြမယ်ပေါ့ပြီးရင်တော့ကျွန်တော်ဒီ video ပြင် link နဲ့တခုချထားနေတယ်ဆိုတော့ link ကိုဝင်လိုက်တာနဲ့သူကအပြင် browser ကိုဆွဲခေါ်သွားလိမ့်မယ်ဗျဆိုတော့ဒါကကျွန်တော် upload လုပ်ထားတဲ့ application upload လုပ်ထားတဲ့website ထဲရောက်သွားမယ်ပေါ့ဒါဆိုတော့ဒီမှာကျွန်တော်တို့အခု application ကိုမြင်နေရပြီဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာကြည့်လိုက်ရင် open in app ဆိုပြီးတော့သူကထပ်တောင်းတယ်ဗျကျွန်တော်တို့အကောင့်ကိုမနေနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ application ကမရှိထားဘူးနော်open in app တွေက download button လေးကိုနှိပ်လိုက်တာနဲ့သူက auto ဒီမှာ 100% ဆိုပြီးတော့ decrypted လုပ်သွားပေးမယ်အဲ့ဆိုရင်ကျွန်တော် continue လုပ်လိုက်ဒါကျွန်တော် download ပြီးသားဆိုတော့ application ရှိပြီးသားဗျရှိပြီးသားဆိုတော့ဒါပေမဲ့ကျွန်တော်ဒီမှာပြန် down ပြလိုက်ပါမယ်ဒီမှာdownload ဆိုတာလေးကိုနှိပ်လိုက်ရင်သူကအမှ one နည်းလေးတွေတက်လာတယ်ဒါပေမဲ့ကိစ္စမရှိဘူးကျွန်တော်တို့ application download ဆယ်မှာဖြစ်တဲ့အတွက်download ဆိုတာကိုနှိပ်လိုက်ပါ download anywhere ကိုနှိပ်လိုက်တဲ့နဲ့သူက download ဆွဲသွားမယ်ပြီးရင်အမှကျွန်တော်တို့ open ကိုနှိပ်လိုက် open ကိုနှိပ်လိုက်တာနဲ့သူက install တင်ခိုင်းမှာပေါ့ကျွန်တော်ထဲမှာကြာရှိပြီးသားလို့သူက update လုပ်ခိုင်းတာbrother တို့ထဲမှာကြာတော့ install ဆိုပြီးပေါ်လိမ့်မယ် okay အဲ့ဒါကို install ဆိုပြီးတော့ကျွန်တော်တို့ကနှိပ်ပြလိုက်မယ်ဆိုရင်သူက installation ကို auto လုပ်ပေးတယ်ပေါ့ခဏစောင့်နေပါဒါဆိုရင်တော့ကျွန်တော်တို့က installation ဟိုဖြစ်သွားပြီ installation လုပ်နေပြီ installation ပြီးတာနဲ့သူက open ကိုနှိပ်ပေးလိုက်မယ်ဆိုရင်ကျွန်တော် game ထဲရောက်သွားမယ်ပေါ့နော်တန်ပြီးတော့ဆိုတော့ဒီမှာတော့ rules တွေအများကြီးရှိတယ် English rules တို့ international rules မြန်မာ rules ကျွန်တော်တော့မြန်မာ rules နဲ့ဆိုတော့ဘာလို့လဲဆိုတော့မြန်မာကြားပွဲဖြစ်နေလို့ပေါ့ဗျာokay thank you ဒါကတော့ application download ဆွဲနည်းလေးပေါ့မရှင်းနိုင်ရှင်းလဲထပ်မေးလို့ရတယ်ပေါ့ဗျာတော့ open in app ကိုမနှိပ်ပဲနဲ့ app ပြီးနားများလေးကိုနှိပ်ပြီးဖို့တော့လိုတယ်ဗျ